ကဲအားလုံးပဲမင်္ဂလာပါကျွန်တော်12ရက်နေ့က9ပတ်တီးဆိုပြီးပေးလိုက်တယ်เนาะမနက်ပိုင်းမှာလည်း9ဆိုပြီးတော့ကျွန်တော်တို့နှစ်သီးစားနဲ့ဒဲကြီးဆင်းသွားတယ်เนาะကျွန်တော်16ရက်နေ့ကဗီဒီယိုကိုကြည့်တဲ့သူတွေကတော့သိလိမ့်မယ်เนาะရကြလိမ့်မယ်လို့ပြောလိုက်နေမကြည့်တဲ့သူကတော့မရဘူးပေါ့အဲ့တော့မိတ်ဆွေကကျွန်တော်ဗီဒီယိုကြည့်နေတဲ့လူသစ်ဆိုလို့ရှိရင် channel လေးကို like and subscribe လုပ်တော့မေးပါနဲ့ကျွန်တော် YouTube မှာ channel စထောင်တာ9ရက်ပဲရှိသေးတယ်နော်အဲ့9ရက်တွင်မှာကျွန်တော်ပေးတာတနင်္လာနေ့ကနေတောက်ကြနေတီးဆိုတော့9ရက်ပေါ့နော်အဲ့9ရက်မှာကြာသာပတိနေ့1ရက်ပဲကျွန်တော်လွဲသွားတယ်9ချိန်ပေးတာ4ချိန်မှန်နဲ့1ချိန်လွဲတယ်နော်ကဲအဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့နောက်အပတ်ကိုနော်တနင်္လာနေ့ကနေတောက်ကြနေတီးကိုကျွန်တော်ဘယ်နှချိန်မှန်မလဲသူတို့ဟိုဘက်ကပေးရင်တော့ကျွန်တော်တို့ရမယ်ဟိုဘက်ကမပေးရင်တော့ကျွန်တော်တို့ရမှာမဟုတ်ဘူးကျွန်တော်လည်း 100% ဆရာမဟုတ်ဘူးနော် 100% ဆရာလည်းမရှိဘူးလောင်းကစားမှာအဲ့တော့ကျွန်တော်19ရက်နေ့အတွက်ဘာတွေထုတ်ပေးမလဲဆိုတော့တော့ကြည့်လိုက်ရအောင်ကဲဒါအခုကျွန်တော်19ရက်နေ့နေကုံပတ်တီးနဲ့နေကုံထိုးကွာပြီးရင်ပုတ်တော်မကျော်ထိုးမွေးလေးလုံးခွေနဲ့ပုတ်တော်မကျော်ထိုးမွေးကိုကွာပြီးရင်ပုတ်တော်မကျော်ဇာတို့ပတ်တီးဆိုပြီးတော့ကျွန်တော်အဲ့ဒါကြီးထုတ်ပေးလိုက်မယ်နော်အားလေးထုတ်ပေးလိုက်မယ်ကဲအဲ့ဒါဆိုရင်စားလိုက်ရအောင်19ရက်နေ့နေကုံပတ်တီးကိုကျွန်တော်ကလေးကိုလေးကိုကြိုက်တယ်လေးကိုပတ်တီးလေးကိုပတ်တီးအကွက်ကိုကြတော့ကျွန်တော်လေးနဲ့ပတ်သက်ပြီးတော့ဒါ4နဲ့4ရှယ်40 46 49 43ဒါ45ဆိုပြီးကျွန်တော်ထုတ်ပေးလိုက်တယ်6နဲ့ပတ်သက်ပြီးတော့က6တက်96 95 90 9နဲ့9ရှယ်9ခွန်ဒါတွေအကုန်လုံးအားဆော့ပေးရမယ်နော်အားဆော့ပေးရမယ်ဟုတ်ပြီအားဆိုရင်ပုတ်တော်မကျော်အထူးမွေးလေးလုံးကိုကျွန်တော်က4 6 1 9ခွေဘူးဆိုပြီးထုတ်ပေးလိုက်တယ်เนาะကျွန်တော်ဒီလေးလုံးကိုကြိုက်တယ်ကဲအားဆိုရင်ပုတ်တော်မကျော်ထူးမွေးကိုကွက်က9နဲ့9လေး6လေး36လေးလေး5လေး3ကို3ခွန်80ဒီ6ကွက်ကိုအားပြီးတော့ဆော့ပေးရမယ်နော်ဒီ6ကွက်ကိုအားဆော့ပေးပါပြီးတော့ပုတ်တော်မကျော်ဇာတို့ပတ်တီကိုကျွန်တော်နေလေးကိုကြိုက်ပါတယ်ကဲဒါလေးကတော့19ရက်နေ့စာပြီးတော့ဒါကပုတ်တော်မကျော်အားလုံးပဲကျင်းနေကြလိမ့်မယ်လို့မျှော်လင့်ပါတယ် channel လေးကို like and subscribe လုပ်တော့လည်းမမေ့ပါနဲ့တက်ချူတိုင်းကိုဝင်ကြပါစေအားလုံးပဲတတာပါ